ဒီဗီဒီယိုကလူငယ်တွေအမြဲသွားနေတဲ့ Prestige ရဲ့2သိန်းကျော်ရန်ခံမှာတပတ်နီးပါးနေပြခဲ့တဲ့ experience ပေါ့အနေရပြောရတဲ့ကြောင့်မလို့စားစရာကြီးလည်းအများကြီးမှာစားဖြစ်ခဲ့တယ်ဒါပေမဲ့9ရက်ကြာမှာတော့ the good the bad the ugly ဖြစ်တာလေး share မှာပေါ့ shout out လုပ်ရမှာတော့ဝင်ချင်း living room ပဲ kitchen ရဲ့ couch ရဲ့ TV ကကိုယ့်အိမ်မှာလိုပဲ one ဖြစ်တယ် smart TV ဆိုတော့ဖုန်းနဲ့ screen mirroring လောက်ရလဲအဆင်ပြေတယ်ဗရင်မောက်ပါတာလည်းအသက်ရှူချောင်းတယ်ငါအသားချောင်းကျော်ကောင်းတယ်ကြက်ကြွကျော်ငန်တယ် mozzarella cheese stick ကတော့တော်တော်ကောင်းတယ်ကောင်းလို့နောက်ရက်မှာစားတော့ငန်တယ်မလာရှန်က portion ရော tasting ရောသူ့စီတဲ့အများကြီးတန်တယ်ကာဘိုနာကတော့အရန်6ပြီးစားလို့မရဘူး pot chop ကလည်းမလက်ဘူးအနက်တမျိုးတော့ဖြစ်နေစားရင်လည်းအဲ့လိုအောက်တက်တက်အနက်မျိုးထွက်လာတာပေါ့နော်မျိုးနဲ့ကြက်သားဟင်းတွေအောင်စားလို့ကောင်းတယ်တော်တော်စားပါပြီးတော့ booking ယူပြီးမှသွားတဲ့အခန်းထဲမှာ tower တွေမစုံတာမရှိရကြုံရလို့ရောက်တိုင်းဖုံးဆက်ရမျိုးတော့ရှိတယ်ပေးလာတဲ့ battery တွေ tower တွေကလည်းတော်တော်စွန်းနေတာစုပ်နေရမျိုးလည်းရှိတယ်3 star မှာတော့ကျွန်တော်ဒါမျိုးမကြုံခဲ့ရအောင်ထိတ်ဆိုးခန့်ရတယ်ဆိုရင်တော့နည်းနည်းကန်ဆိုးတယ်ပြောလို့ရတယ် corner 9ပါလာတယ်ရေခဲတက်တာအစား master baron နဲ့ကတ်သွားတော့ပို့ပြီးကျင်းနေခံစားရတယ်အပြင်ဘက်က restaurant မှာအစားရေချိုးလို့ရတာမိုက်တယ်ဒီ9ရက်လောက်မှာတဲ့တဲ့ခံမတူပေမဲ့လို့ aircon ပြဿနာရှိရတော့တူတယ်ရေတွေကျနေရတယ်ဒုတိယတစ်ခေါက် master baron နဲ့မှာဆိုလုံးဝမအေးတာကြီးဖြစ်တယ်နေ့ရက်နေဖို့ကြိုးပတ်စံလွှဲခဲ့ပေမဲ့နောက်ရက်ဝင်လို့မရရမျိုးလဲကြုံရတယ်အောက်တစ်ခေါက်ပြန်ဆင်းပေါ့အခန်းဘက်ကတငယ်ချင်းတွေအကုန်လာစုပြီးချေးနေတော့တော်တော်ပျော်ဖို့ကောင်းတယ်အပြင်ကလူဆိုရင်တော့တယောက်တစ်တောင်းပဲ charge လုပ်မှာပေါ့ဒါမျိုးစားမဲ့စားရဲမှာ foreign object ပါလာတာကလည်း prestige လိုအနေထားနဲ့မဖြစ်သင့်ဘူးပေါ့နော် wifi ကတော့မဆိုဘူးတက်မဲ့ဝင်ကျင်တော့ရတယ်ဒီမှာ late check out ကအများဆုံး7ခွဲတီနေလို့ရမှာပေါ့နော်ဒါပေမဲ့ကိုကလည်းပို့နေခြင်းလဲဆိုရင်ညနေ6နာရီရမယ်အခန်းကရဲ့တဝက်စာပေးရတယ် service ကဘာပြောရမှန်းတော့မသိဘူး front desk ကလူတချို့ကလွဲလို့တချို့ဝန်ထမ်းလေးက well train မဖြစ်ဘူး cutlery ကြံခဲ့လို့တောင်းတဲ့ခါတကားတော့အသက်ကုန်ထုပြီးလာပေးရတယ်ပေးလာတဲ့ခရင်ညစ်ပတ်နေရတယ်လည်း image ရတော့မကောင်းဘူးပေါ့နော် overall နှမျိုးဖို့ကောင်းတာကတော့ management လို့ပဲပြောရမယ်5 year ဆိုရင်တော့ထပ်ပြီးလာကိုလာဖြစ်မယ်ဒါမျိုး service ရတော့ကျွန်တော်နောက်တစ်ခေါက်ပြန်ပြီးစဉ်းစားရမှာပေါ့နော်ကျွန်တော်တော့ John ဖြစ်ပါတယ်အားလုံး host ပါ